Neneli po tase jene sekline pyo pya shi ta chiro Myanmar nangan ka lu to mya sa de beginner လေးတွေအခြေခံနည်းနည်းပါတဲ့လူလေးတွေကပျော့ရဲဆိုရင်ပလေးတော့ဘလို့ပဲပျော့တတ်တာလဲဆိုတော့ဒီလိုလေးပဲပျော့တယ် I'm happy အဲ့လိုပဲပျော့တတ်တယ်နော် I'm happy အဲ့လိုပဲပြောတယ်လုံးဝလန်းနေတယ်မိုင်းနေတယ်ဆိုရင်လည်းဒီမျိုးမေးခွန်းနေမေးရဆိုရင် How are you doing ဘာညာဆိုတော့ I'm great အဲ့လောက်ကလေးပဲပါလေးတို့ကပြောတတ်ကြတယ်ပေါ့နော်အဲ့တော့ကိုတကယ်ပျော်နေတဲ့ဟာလေးတွေကိုဒီလိုလဲပြောလို့ရတယ်နော်I'm having HAVING I'm having a great time I'm having the good time เนาะအရန်ကောင်းတဲ့အချိန်လေးတွေ I'm having good time ဆိုရင်တော့ငါရှိမှာကောင်းတဲ့အချိန်လေးရှိနေဒီမှာအရန်ပြောနေ I'm having good time here အဲ့လိုလေပြောလို့ရတယ်ပြီးတော့ပါလေးတို့က I'm having fun if you are fun လေးနဲ့လဲပူဂျီတို့ကပျော်လို့ရတယ်ပေါ့နော်ကဲဒါပျော်တာဒါပေမဲ့ international မှာကျတော့အဲ့လိုမျိုးမပျော်ကြအောင်ကွာဘယ်လိုလုပ်လဲ I'm happy တွေအဲ့လိုမျိုး I'm having good time တွေအဲ့ဒါမပြောဘဲနဲ့ပျော်တာရှိတယ်သူတို့ကကျတော့တကယ်ပျော်တယ်ဆိုလို့ရှိရင် I'm excited အဲ့လိုပြောနော် I'm excited ကိုစိတ်လှုပ်ရှားရတယ်ပျော်လိုက်တာဟဲနင်ဟဲအဲ့ဒါကြီးကိုကြည့်ရတာပျော်လိုက်တာနင်ကိုတွေ့ရတာပျော်တယ် I'm excited to see you ဟာငါနင်နဲ့တွေ့ဖို့အတွက်ငါပျော်နေပြီငါအရန်ပျော်နေပြီဆိုရင် I'm excited ကိုသုံးတယ်ကွာ